era ပေါ့နော်တွိုင်းနဲ့သူ player red dot right က window width ကြီးသွားတယ်ဆိုလို့ရှိရင်ဆိုလိုချင်တာအဲ့ player width window width ကျော်ရတယ်ဆိုလို့ရှိရင်ဆရာဘာလို့လိုက်မှာလဲဆိုတော့ player direction ထဲမှာအများ equal negative 1နဲ့ပြန်မယ်ဟုတ်ပြီနော် player direction အများ equal negative 1ဒီဘာနဲ့တူပဲလေ negative 1 player direction equal player direction အမြောက် negative 1နဲ့တူပဲဟုတ်လားဟုတ်ပြီနော်အဲ့တော့ခါကျတော့ run ပြီပိုင်းနဲ့ပြန်ကန်လာပြီသိလားဟုတ်ဆရာဘာကြောင့်ပြန်ကန်လာလဲဆိုလို့ရှိရင် तू ကဒီနေရာမှာတောက်လျှောက်သွားရင်းနဲ့ဟုတ်ပြီနော် player ရဲ့ဒီဘက်က right ကသူ့ရဲ့ width ကျော်သွားပြီဆိုတာနဲ့ဒီထက်ဝင်လို့တယ် player direction အများ equal negative 1ဆိုမှာတော့အဲ့ player direction ထဲမှာဘယ်လောက်ရှိရတော့ငါတို့က1ရှိရဲ့1အမြောက် negative 1ဆိုတော့မြှောက်လိုက်ရင် negative 1ဖြစ်သွားပြီ negative 1ကဘယ်လိုပြန်လိုက်ခဲ့ရတော့ player direction တွေကိုပြန်လိုက်ခဲ့ရဟုတ်တယ်အဲ့တော့အပေါ်ပြန်သက်လာတဲ့အချိန်မှာဒီရောက်ပြီဆိုတာနဲ့တပြိုင်နက်တည်း तू က3.0အမြောက် negative 1ဆိုတော့ negative 3.0ဖြစ်မသွားလားအဲ့တော့ player red dot x တဲ့ကို negative 3.0ပေါင်းထည့်လိုက်တော့ညာဘက်သွားမယ်ဆိုဘယ်ဘက်ကိုပြန်ကန်ပြီးထွက်သွားတယ်